ကျွန်တော်ဒါလေးပြီးပြီနော်အချို့သားဆုံးဈေးနှုန်းနဲ့မြန်ဆန်တဲ့အင်တာနက်ကိုကြားနေမှာကဲဘာလို့သေးလဲမြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကဦးဆောင်ပြုလုပ်မယ်ဇရုထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကိုဩဂုတ်လ30ရက်မှာမြို့သားကားဆက်ရုံမှာကျင်းပသွားဖို့ရှိတယ်လို့ဇွန်လ24ရက်က Summit View Hotel မှာပြောဆိုလိုက်ပါတယ်။နိုင်ငံရဲ့ကိုယ်စားလှယ်တွေဖြစ်အလှမယ်တွေမွေးထုတ်ပေးပြီးခီးသွားပြခန်းတွေပြပွဲတွေကိုခေါ်ဆောင်သွားရင်အလှမယ်ရဲ့ပြည်သက်တွေကတဆင့်မြန်မာနိုင်ငံကိုလည်းလူပိုသိလာပြီးစိတ်ဝင်စားမှုပိုရလာမယ်လို့ဦးမျိုးတွင်ကပြောပြပါတယ်။အလှမယ်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်သူ့မှာ fan base ကကျွန်တော်တို့တာမန်လူတွေထက်တော့အများကြီးရှိပါတယ်။နိုင်ငံတကာပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်နေရပြင်သူတို့ရဲ့ fan base ကဗမာပြည်တပြည်တည်းမဟုတ်ဘဲနဲ့နိုင်ငံတကာမှာရှိတဲ့သူတို့ရဲ့ fan တွေအများကြီးရှိပါတယ်။အနည်းဆုံးတော့အဲ့ဒီ fan တွေကစင်ပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ခီးသွား ambassador တွေအနေနဲ့သူတို့လိုက်ပါခြင်းအပြင်အထောက်အကူအများကြီးပြုပါတယ်။ကျွန်တော်တို့သွားတဲ့ခီးသွားပြပွဲတွေမှာလည်းကျွန်တော်တို့ရဲ့ပြကန်းခီးသွားပြကန်းဒီနိုင်ငံကိုစားပြုပြကန်းတွေမှာပို့ပြီးတော့လာတဲ့ဧည့်သည်တွေရဲ့စိတ်ပါဝင်စားမှုပို့ပြီးတော့ကျွန်တော်တို့ရရှိပါတယ်။အဲ့လိုအကျိုးကျေးဇူးတွေကျွန်တော်တို့နိုင်ငံနဲ့လည်းရပါတယ်ဗျာဒီလိုပွဲမျိုးကျင်းပတာဟာမြန်မာခရီးသွားလုပ်ငန်းတွေဓာတ်ရဲ့အကျိုးသက်ရောက်မှုရှိဖို့မသေးချာပေမဲ့နိုင်ငံကိုစားပြုချီးမြှင့်ရတဲ့ပွဲဖြစ်တာကြောင့်နိုင်ငံကိုလာလဲတာမလဲတာထက်မြန်မာနိုင်ငံအကြောင်းကိုလူပိုသိသွားတာတော့သိချတယ်လို့ဆိုပါတယ်နှစ်တိုင်းဒီလိုအလှမယ်ပြိုင်ပွဲတွေတင်မဟုတ်ပဲခရီးသွားပြပွဲတွေအစားအသောက်ပွဲတော်တွေကိုလည်းကျင်းပနေရမှာဖြစ်ပြီးနိုင်ငံတကာမှာ tourism promotion အတွက်ပတ်စံအများကြီးသုံးကြပေမဲ့မြန်မာနိုင်ငံမှာတော့ပုဂ္ဂလိကဘိုင်းကလှုပ်ဖို့အကန့်အသတ်တွေရှိနေတာကြောင့်အစိုးရရဲ့ပံ့ပိုးမှုလိုအပ်တယ်လို့ဦးခင်အောင်ထွန်းကပြောပြပါတယ်ကိုနိုင်ငံဘယ်လိုရှိရဲ strategy ကြတယ်ဟလာဒါတို့လာလဲတာမလဲတာထက်တော့ကိုနိုင်ငံရဲ့အကြောင်းကိုပိုသိသွားတယ် awareness ပိုဖြစ်တာပေါ့နော်နေ့စဉ်နေ့ဆိုင်ဒါတွေကလုပ်နေရမယ်ဒီပွဲတွေလာမဟုတ်ခီးသွားပြပွဲတွေလည်းပါနေမှာ food festival တွေလည်းလုပ်နေရမယ်ဒါမျိုးပုံမှန်ပြီးမှအများကြီးလုပ်ဖို့လိုတယ်အဲ့မို့တစ်ဆက်တည်းမှာလို့နိုင်ငံတော်ရဲ့ပံ့ပိုးမှုလည်းဒီလိုပွဲတွေလုပ်ဖို့လိုတာပေါ့နော်ဒါမှပုဂ္ဂလိကတွေပဲလုပ်ဖို့ဆိုတာအကန့်အသတ်ရှိတယ်ပေါ့နော်တခြားနိုင်ငံတွေမှာ tourism promotion နဲ့ပတ်စံတွေအများကြီးသုံးတာပေါ့နော်မြန်မာနိုင်ငံကိုလည်းသုံးစေချင်ပါတယ် Miss Myanmar International 2014ဆုရှင်ခင်ဝေဖြိုးဟန်ကတော့မြန်မာမျိုးသမီးတွေဟာလုံလုံချုံချုံသာဝတ်ဆင်လေးရှိတာကြောင့်ဆွေးစုဝေပြီးရှင်ပြန်ရတဲ့အခါမျိုးမှာအခက်အခဲရှိတယ်လို့ဆိုပါတယ်။သူကိုယ်တိုင်လည်းဒီလိုဝတ်ဆင်ရမှာကြောက်ပေမဲ့ကိုယုံကြည်မှုအဆင့်ကိုစစ်ဆေးနေတယ်လို့သဘောထားပြီးအကောင်းဆုံးရှင်ပြန်ခဲ့တယ်လို့ပြောပြပါတယ်။မြန်မာမင်္ဂလေးတယောက်အနေနဲ့ခက်ခဲတွေရှိတာဆိုရင်တော့ဒီ swimsuit round ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာပြည်ရဲ့ culture အနေနဲ့ဆိုလို့ရှိရင်တော့မြန်မာမျိုးသမီးတွေအကုန်လုံးရိုးသားပြီးတော့လုံချုံနေတဲ့ culture အထဲမှာပါပါတယ်အဲ့တော့ဒီလိုမျိုး swimsuit ဝတ်တဲ့အချိန်ကျတော့ကိုယ့်ရဲ့ body ကိုပေါ့နော်နည်းနည်းကြောက်တာပေါ့ဝေးရမှာဒါပေမဲ့ကိုယ့်ရဲ့ confidence level ကိုကြည့်နေမယ်ကိုယ့်ရဲ့ခြေလှမ်းအလှမ်းခြင်းကိုကြည့်မယ်ကိုယ့်ရဲ့အနေထားရဲ့အကုန်လုံးကြည့်နေမယ်ဆိုပြီးတော့ပြန်ခဲ့တော့ဒီဟာအရင်ကြောက်ဖို့ကောင်းတဲ့ experience တွေတစ်ခုတော့ဖြစ်လာပါတယ်